high performance ကိုမှ business လုပ်နေသုံးညနေ game မာတွေဆိုရင်တော့ကျွန်တော်ဒီကောင်လေးတွေကိုတော့မညွှန်းချင်ဘူးပေါ့နော်ဗာလဲ also game K 360 5V ပေါ့နော်ပြီးတော့သူကတော့ i5 ကိုမှ30 generation မှာ 8 series CPU နဲ့လာတယ်သူကတော့ RAM ကတော့ 8GB အဓိကတော့ graphic ပေါ့နော် Nvidia RT350 4K ပါဝင်မယ်ကျွန်တော်တို့16လက်မ WHA ဖြစ်သွားမယ်ပေါ့နော် pixel တွေပိုကောင်းသွားမယ် 144Hz ပါဝင်သွားမယ်ပေါ့နော် also ဆိုရတဲ့ feature တွေတော့ဆိုနေကိုကျွန်တော်တို့တစ်ချက်ကြည့်အောင် first look လေးပေါ့နော်ဒီကတော့ဒီကောင်ကအာမကန်2နှစ်ပါတယ်ပေါ့နော်အာမကန်အောက်ဆိုရဲ့ဒီ official running 2နှစ်ပါတယ်အောက်ဆိုရဲ့ authorized center တွေမှာကျွန်တော်တို့ကတွားပြလို့ရတယ်နောက်ထပ်ကြိုက်တဲ့ချက်ကတော့အာမကန်2နှစ်အပြင်ကျွန်တော်တို့ဒီ also perfect running ပေါ့နော် also perfect running ဆိုတာကိုကြောင့်ပျက်စီးတာပေါ့နော် user for ကြောင့်ရေဆိုပြုတ်ကျ short ဖြစ်ပျက်စီးတာပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့သူတို့သတ်မှတ်ထားတဲ့ဒီတန်ဖိုးထီကို company ဘက်ကခံပေးမယ်ကျွန်တော်တော့ကိုရီပေးရမှာပေါ့နော်အဲ့တော့သူကအာမကန်2နှစ်အပြင် user for ပါထပ်ပြီးတော့ထမ်းပေးတာပေါ့နော်အဲ့တော့ဒီ also တွေကတုံးရတာလွယ်ကူတယ်ဒါပေမဲ့ကိုကတော့ my also app တွေမှာတော့ register လုပ်ထားဖို့တော့လိုအပ်ပါတယ်ဒီမှာ16လာမှာ WHG ဆိုရင်နည်းနည်းလေးတော့ screen size ကတော့နည်းနည်းလေးတော့ကြီးတယ်ဒါပေမဲ့ nano ash ပေါ့နော်ဘေးက nano ash လေးတွေဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ကရောင်ရောင်လေးပေါ့နော် 15.6 ထက်ဆိုင်နည်းနည်းကြီးရောင်ရောင်လေးကြိုက်တဲ့ချက်ဒီမှာပြမယ်dashpad ကအကြီးပဲဟုတ်ပြီနော်လို့အရင်ဟုတ်ပြီနော် okay ဒီကတော့ဒီ design ပေါ့နော်သူကတော့တွဲကြံ design တော့ဒီမှာရေးထားတာတွေကတော့2.49 တော့ 2.5 စပေါ့နော်တွဲကြံ design ပို့ပြီးတော့ CPU performance တွေမြင်သွားမယ်ပန်ကဒီကောင်တွေကကျတော့နည်းနည်း high performance ဆိုတဲ့အတွက်ဒီ cooling system ကပန်ကနှလုံးပါသွားမယ် PTX ချိုးလို့ရမယ် Argosan ပါသွားမယ် military grade ဖြစ်မယ်webcam chi ပေါ့နော်ဒီကျွန်တော်တို့ဒီ webcam chi လေးပါသွားမယ် noise cancellation ပါသွားမယ် sound system နဲ့ Sony Master နဲ့ဖြစ်သွားမယ်အဓိကတော့16လက်မှာ WHG ဆိုတဲ့ pixel ကောင်းသွားမယ် resolution ပို့ပြီးတော့ကျစ်လက်သွားပြီ resolution ပိုကောင်းသွားမယ် okay ပေးပေါင်းလေးကြည့်အောင်ဒီကောင်လေးကတော့ကျွန်တော်တို့ကတော့ performance ကတော့အကျဉ်းစားဒါပေမဲ့ business look ပေါ့နော်ဘယ်လိုလူတွေသုံးသင့်လဲဆိုရင်ကျွန်တော်တို့က engineer တွေလက်ဝဲနာ drawing တွေ heavy ပေါ့နော် graphic နဲ့ပတ်သက်တဲ့ဟာ game သမားတွေ gamer တွေဆိုရင်တော့ကျွန်တော်ဒီကောင်လေးတွေကိုတော့မညွှန်းချင်ဘူးပေါ့နော်ဗာလဲဆိုရင်ပါတော့ပေါ့နော်ထုံးစံလိုက်ကျွန်တော် game ဆိုရင်အရင် hit တက်တာအဲ့တော့ဒီကောင်လေးတွေကတော့ fan နှလုံး i score fan နှလုံးတော့ပါတယ်ဒါပေမဲ့ဘယ်လိုလူတွေသင့်တော့လဲဆိုရင် business look ကိုကြိုက်တယ်ပေါ့နော် business look ကိုကြိုက်တယ် gaming look ပေါ့နော်လူငယ်အရင်ဆန်တဲ့ look ကို laptop တွေကိုမသုံးချင်ဘူး business ဆန်လေးပဲသုံးချင်တယ်ပပလေးပဲသုံးချင်တယ် performance ကလည်း Nvidia ဒီ RTX တွေပါလိုတယ်350 4K တို့ဘာညာ 6K တို့ပါလိုတယ်ပေါ့နော်လိုတယ်ဆိုရင်တော့ဒီ K series also ကနေတက်ထုတ်လိုက်တဲ့ဒီ gaming K series လေးတွေသုံးသင့်တယ်ပေါ့နော်ဘာလို့လဲဆိုတဲ့အတွက်အသက်ကြီးလာတော့ gaming look တွေကနည်းနည်းလေးဟိုဖြစ်သွားလူငယ်အရင်ဆန်သွားမှာဆိုတဲ့အတွက်ပေါ့နော်ဒီကောင်လေးတွေသုံးသင့်တယ်ပေါ့နော် okay အဲ့တော့ high performance ကိုမှ business look နဲ့သုံးညနေဆိုရင်เนาะဒီ gaming K series လေးတွေသုံးသင့်ပါတယ်ဒီကောင်လေးတွေကတော့ကျွန်တော်တို့340ဝန်းကျင်မှာရှိမယ်เนาะအမကန်2နှစ်နဲ့ also perfect running လည်းပါဝင်တဲ့အတွက်ကိုကနေမှ running ပိုင်းတော့စိတ်ချလက်ချသုံးလို့ရမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်